အိမ်ခွေအဝေးခွေအပြန်လန်တီးလေးရှိပြီးစနေနေ့ညအဖီမာရှယ်ကျန်းသွားမဲ့လီဗာပူးနဲ့ဘရိုက်တန်တို့ရဲ့ FA Cup Round 4အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့နေကလူပြိုကြီးဖလားနောက်တစ်ဆင့်တက်ရောက်ရေးအတွက်အကျိတ်နဲ့ရှိလာအောင်မဲ့ဒီပွဲစဉ်ကိုရလက်တင်တဲ့တကွပွဲကြိုသုံးသက်ချက်လေးလုပ်ပေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါအမိုင်လန်ဖူဘောမတ်စ်ကနေကြိုဆိုလိုက်ပါတယ်2023က FA Cup ရှုံးကျွေးကိုအမိအယပြန်ဆက်သွားရမယ့်လီဗာပူးတို့အနေနဲ့ပြီးခဲ့တဲ့ဂျာယန်နိုင်ပွဲအချိန်ကိုဆက်ထိန်လာပြီးဒီတစ်ချိန်အဖီမာအစွမ်းကုန်ပေါက်ကွဲပြသွားကြတော့မှာပါဟာဇလိုင်းအသင်းအားဆိုရင်နောက်ဆုံးပရီးမီးယားလိ5ပွဲဆက်နိုင်ပွဲပြတ်ဆုံးနေကအဝေးကွင်းစမ်းဆောင်ရေးအတော်လေးညံပြစ်နေတာကြောင့်ဒီအချက်ကိုလီဗာပူးတို့ဘက်ကထိထိရောက်ရောက်အသုံးချသွားနိုင်ဖို့လိုနေပါတယ်ဒါပေမဲ့ဘရိုက်တန်ဟာအသင်းကြီးတွေကိုဒုက္ခပေးတတ်တဲ့အစဉ်လာရှိနေတာကိုတော့မေ့ထားပြစ်လို့မရပါဘူးအိမ်ရှင်အသင်းအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်25ကမန်စီးတီးကိုအိမ်ကွင်းမှာအရေးနှိမ်ထားတဲ့ဆိုပေမဲ့နီးပြရဲ့ကစားကွက်နဲ့အသင်းသားတွေရဲ့စိတ်သက်ပိုင်းတွေတိုးတက်ကောင်းမွန်နေတာဖြစ်လို့စနေနေ့ညပွဲစဉ်ကိုအကောင်းဆုံးရင်ဆိုင်လာနိုင်မယ်လို့မျှော်လင့်မိပါတယ်ဒဏ်ရာပြဿနာတွေကြောင့်လီဗာပူးနောက်တန်းကအာရုံနေတဲ့ဆိုတီတိုင်အောင်ဗန်ဒိုက်ရဲ့ပုံမှန်အနေအထားပြန်ရောက်နေခြင်းနဲ့ကိုနာတီထူးရှယ်ရှေ့စွမ်းပြလာခြင်းဟာပြိုင်မဲ့တိုက်စစ်တွေကိုအကျက်ရိုက်နေစေမှာပါသို့သောစိတ်ပူရတဲ့ညာချမ်းမှာတော့မီတိုမာရဲ့အမွေအနောက်တွေကိုသတိထားရမှာဖြစ်ပြီးဒန်နီဝက်ဘတ်တို့လိုအဆုံးသက်သေးကြသူတွေနဲ့အချိတ်ဆက်တွေဖြစ်မနေစေရန်ဟန်တားထားနိုင်ဖို့လိုပါတယ်ပွဲစဉ်တိုင်းလိုမှာသွင်းကိုခွင့်ပြုထားတဲ့ဘရိုက်တန်ရဲ့နောက်တန်းကိုလီဗာပူးတိုက်စစ်ကဒုက္ခမပေးနိုင်စရာအကြောင်းမရှိတာကြောင့်ဖလော်ရဲ့ဖန်တီးမှုတွေနဲ့အီကီတီကီရဲ့ဂိုးပေါက်ချင်းချောက်မှုတွေကိုတေချာပေါက်မြင်တွေ့လာရနိုင်တာပါတိုက်စစ်ဖွင့်ကစားတတ်တဲ့ဒီနှစ်သင်းကြားကွင်းလယ်ပိုင်းအသာစီးယူနိုင်မှုနဲ့နေရာလွတ်တွေဖြစ်မနေစေဖို့ကလည်းအဓိကကြတာကြောင့်မက်ကာလစ္စတာတို့အနေနဲ့အသင်းဟောင်းဘရိုက်တန်ရဲ့ကွင်းလယ်ကိုဘလို့ထိန်းချုပ်ကစားပြသွားနိုင်မလဲဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်ပရီးမီးယားလိပထမအကြောက်ကလီဗာပူးတို့အိမ်ကွင်းမှာ2-0နဲ့နိုင်ထားသည့်တိုင်အောင် expected ကိုမှာတော့ Brighton ဘက်က 1.9 ထိရရှိထားကဒါဟာအတော်များတဲ့ပမာဏဖြစ်တာကြောင့်ယခုပွဲမှာလည်းပြိုင်မဲ့တိုက်စစ်တွေအနေနဲ့ရလာမဲ့အခွင့်အရေးတွေကိုအကောင်းဆုံးအဆုံးသတ်နိုင်ပါကနှစ်ဖက်သွင်းကိုတွေမြင်တွေ့သွားရဖို့ရှိနေတာပါကျွန်တော်အထင်ရ 2-1-3-1 လောက်နဲ့လီဗာပူးတို့အနိုင်ရရှိသွားမယ်လို့ခန့်မှန်းမိကခက်စစ်ပိုင်းကအရှင်တွေပေါ်မူတည်ပြီးအိမ်ရှင်ဘက်ကဂုံးမပေးရတာမျိုးလည်းဖြစ်လာနိုင်ပါတယ်ပရိသတ်တို့ကလီဗာပူးနဲ့ Brighton တို့ရဲ့ FA Cup Round 4ပွဲစဉ်အပေါ်ဘလို့တွေးမြင်ထားကြပါသလဲသွေးကိုတွေရောဘယ်လောက်ထိရရှိသွားမယ်လို့ထင်ပါသလဲကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်